သူအကျိုးပြုကိစ္စရပ်တွေထဲမှာလမ်းပန်းဆက်သွယ်ရေးအပါအဝင်အခြေခံအဆောက်အုံကောင်းမွန်အောင်တည်ဆောက်မှုတွေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့လျှက်စစ်မိနေရေးကိစ္စတွေလည်းပါဝင်ပါတယ်။ကျမတို့အစိုးရတာဝန်ယူချိန်မှာတနိုင်ငံလုံးလျှက်စစ်မိရရှိမှုမှာ34%ပဲရှိခဲ့ပါတယ်။ဒီကနေ့ဒီအချိန်မှာတော့တနိုင်ငံလုံးရဲ့58%နီးပါးရရှိနေပြီးတော့2025ခုနှစ်မှာတနိုင်ငံလုံးရဲ့85% 2030ပြည့်နှစ်မှာတနိုင်ငံလုံး100%ကျော်ရရှိလာအောင်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါအပြင်လူတိုင်းလက်လှမ်းမီနိုင်တဲ့ကျန်းမာရေးလွှမ်းခြုံမှု Universal Health Coverage ဆိုတာကလည်းကျမတို့ကတိကဝတ်ပြုထားခဲ့တာပါ။ရှေ့လာမယ့်9နှစ်တာအတွင်းမှာလိုအပ်တဲ့ဆေးဝါးပစ္စည်းကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုပြည်တွင်းမှာပဲထုတ်လုပ်နိုင်ဖို့နိုင်ငံတကာအဆင့်မီဆေးရုံတွေဆေးကန်းတွေနဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနည်းပညာတွေတိုးတက်မြင့်မားလာဖို့ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မြင့်တင်ပြီးပြည်ပထွက်ငွေလျှော့ချနိုင်ဖို့အတွက်ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းနယ်ပယ်မှာယင်းနှိမ့်မြုံနှံမှုတွေတရှိန်ထိုးတိုးတက်လာဖို့အထူးစီမံချက်တွေအချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မြန်မာစီးပွားရေးထိခိုက်မှုကိုတွန်းလှန်လွန်မြောက်နိုင်ရေးပြုပြင်ပြောင်းလဲရေးစီမံချက် MBRRP မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။အဲ့ဒီစီမံချက်မှာပါတဲ့ကာလလလုပ်ငန်းစဉ်များနဲ့အများဆုံးသိသာနိုင်တဲ့လုပ်ငန်းစဉ်များကိုရွေးချယ်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။ MBRRP ဟာစီးပွားရေးကဏ္ဍကိုပုံမဆောင်ပေးထားပြီးအဲ့ဒီစီမံချက်မှာပါတဲ့လုပ်ငန်းစဉ်များကိုအကောင့်ထဲပေါ်ခြင်းအပြင်မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံချက်ပါရည်မှန်းချက်များကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ယင်းနှိမ့်မြုံနှံမှုများပုံမျောအကောင့်လာစေဖို့အတွက်ယင်းနှိမ့်မြုံနှံမှုအဆိုပြုလွှာများကိုလက်ခံစီစစ်ခွင့်ပြုပေးခြင်းတဲ့ယင်းနှိမ့်မြုံနှံမှုအခွင့်အရေးများဖန်တီးပြည်တွင်းပြည်ပယင်းနှိမ့်မြုံနှံသူများဖိတ်ခေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်များမကြာမီအချိန်အတွင်းမှာပြည်တွင်းပြည်ပနဲ့ဖက်ဆက်ယင်းနှိမ့်မြုံနှံမှုတွေအကောင့်ထဲပေါ်တဲ့အခြေခံအဆောက်အဦတွေပေါ်လာနိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလအလွန်များမှာစီးပွားရေးတုံ့ပြန်မှုအပေါ်အခြေခံပြီးဗန္ဒာရေးနဲ့ငွေကြေးလှုံ့ဆော်မှုများကိုထိရောက်စွာအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်အသုံးစရိတ်များကိုလည်းထိရောက်တဲ့နေရာများမှာပုံမသုံးဆွဲပြီးပုဂ္ဂလိကကဏ္ဍကိုပုံမတွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာအလွန်ရေးပါတဲ့ကဏ္ဍတစ်ခုကတော့ပညာရေးကဏ္ဍဖြစ်ပါတယ်။ပညာရေးကဏ္ဍတိုးတက်မှုဟာရေရှည်လုပ်ငန်းစဉ်တရားဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့လည်းပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့နိုင်ငံတော်ယင်းနှိမ့်မြုံနှံမှုများပုံမဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်ပုဂ္ဂလိ